တို့ကတော့ marketing plan တွေရ0ဘာညာဆိုပြီးတော့မှလုပ်တာတကယ်တော့0တော့မဟုတ်နေဘူးကျွန်တော် online ပေါ်မှာနည်းနည်းလေးအတန်ထွက်လာတဲ့ကမျောလင့်နေတဲ့ Oppo 5and6 ဒီမနက်ပဲပေါ့နော်ဒီမနက်ပဲထိုင်းကနေရောက်တာပါ Oppo 5and5 တုန်းကကျွန်တော်တက်မှာပထမဆုံးခောက်ဖုန်းတစ်လုံးကိုအချိန်8လလောက်ကင်ဖြစ်သွားတယ်ခီး2ခုလောက်သွားလိုက်တဲ့အထိကင်ဖြစ်တဲ့ပထမဆုံးခောက်ဖုန်းပေါ့နော်အချိန်မှာ Samsung ဘာညာတရကတွေအများကြီးထွက်တဲ့ခောက်ဖုန်းတွေဘယ်ဟာကမှတကယ် daily use မှာအဆင်ပြေတဲ့အဆင်မရောက်ခဲ့ဘူးကျွန်တော်ရဲ့ experience အရခောက်ဖုန်းတွေအများကြီးကင်တယ်2ရက်3ရက်အများဆုံးပဲအဲ့လောက်ထိပဲကင်ခဲ့ဘူးလေနေ့စဉ်သုံးအတွက်အဆင်ပြေတယ်လို့မခံစားရအောင် Oppo 5and5 မှာစပြီးတော့မှခံစားရတယ်နံပါတ်1အချက်ကသူ့ရဲ့အရှိတ်ဆက်ခွင့်ရလဲတာမန်ဖုန်းတစ်လုံးကိုကြီးတယ်လို့ခန့်လိုက်တဲ့အချိန်ဆိုလဲစကွန်ကအကြီးပဲဘက်ထရီကလည်းတအားခံတယ်ပြီးသွားပြီဆိုရင်ခောက်ထားတဲ့အချိန်မှာလည်းဖုန်းရဲ့အထူက iPhone 17 Pro Max လောက်ပဲထူတယ်ပေါ့ဗျာအဲ့လိုမျိုးဆိုတော့တကယ်ကိုအသုံးတဲ့တယ်အဲ့ဒီဖုန်းစသုံးပြီးတဲ့အချိန်ကနေပြီးတော့မှကျွန်တော် iPad လည်းမသုံးဖြစ်တော့ဘူးပေါ့နော်ဖုန်းတစ်လုံးကဖုန်းလို့ရော tablet လို့ရောသုံးလို့ရခဲ့တယ်အဲ့ဒါ Oppo 5and5 ဒါပေမဲ့လက်ရှိ 5and5 ကလက်ထဲမှာမရှိနေတာဂျာထဲမှာ Oppo 5X9 Pro ကင်တယ်ပြီးတော့ S26 Ultra ကင်ထားတယ်အခုလက်ရှိ S26 Ultra ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကအသစ်ထွက်လို့ဒါခဏကင်ကြည့်တဲ့သဘောပေါ့နော်ဒီကောင်ကတော့အချိန်ကာလတော်တော်ကြာတစ်နှစ်နီးပါးလောက်ကင်ဖြစ်လောက်တဲ့ဖုန်းပေါ့နော်။ဘာကြောင့်လဲဆိုတော့ခေါက်ဖုန်းနဲ့ပတ်သက်လာရင်လက်ရှိလုံးဝပြိုင်ဘက်မရှိတဲ့အနေအထားလောက်ကို Oppo ကသွားနေတယ်။ကျွန်တော်တို့တော်တော်များများထင်တာ Samsung ကခေါက်ဖုန်းပါညာအဲ့လောက်ကြီးမဟုတ်နေဘူးကြာသိလား။နံပါတ်1သူ့ရဲ့ battery သူ့ရဲ့အရှိတ်ဆက်ခွင့်အဲ့ payment ရှိဖြစ်နေပြီတကယ် daily usage မှာဖုန်းတစ်လုံးသုံးတဲ့လူတွေအတွက်ဆိုရင် screen size ကြီးအရင်ပြောင်းသွားသလိုမျိုးခံစားရတယ်။ 5and6 ကပထမမျိုးဆက်တဲ့အများကြီးပိုတိုးတက်လာတယ် SOC ဘိုင်းတွေလည်းတိုးတက်လာတယ်ပြီးတော့ battery mAh တွေလည်းတိုးတက်လာတယ်ပြီးတော့ပထမဆုံး screen အလယ်မှာအကွဲကြောင်းမပေါ်တဲ့ဖုန်းဆိုပြီးတော့မှသူတို့ကြီးညာထားတယ်ပေါ့နော်အဲ့ဒါဒီတိုင်းပုံလားကိုကျွန်တော်တို့တစ်ချက်တူကြည့်မယ်အဲ့တော့အခုနက record မှာကျွန်တော်ရဲ့ချက်လာတော့မိန်းမဒီမှာ record ရှက်သွားတယ် unboxing လုပ်လိုက်တာမပါပါဘူးအဲ့တော့ unboxing လုပ်ပြီးသားကိုပဲပြန်ပြပေးမယ်ပေါ့နော်အဲ့ဒီတော့ဒီမှာပါလုံးဝခောက်ထားတဲ့အချိန်ဆိုဒီမှာဒီလိုပပလေးပဲခောက်ထားတဲ့အချိန်ဆိုဒီလိုပပလေးပဲဖွင့်လိုက်တဲ့အချိန်ဆိုရင်လည်းအလေကဟာကလုံးဝ 100% ကြီးပျောက်သွားတာလားဆိုတော့မဟုတ်ဘူးဒါပေမဲ့ဘယ်ဖုန်းမျိုးစားသူဒီခောက်ဖုန်းတွေရဲ့ဘယ် generation ထက်မဆိုရင်တော့လုံးဝမသိတာလောက်တဲ့အနေအထားဖြစ်နေတယ် screen မဖွင့်ခင်မှာဆိုရင်တော့နည်းနည်းလေးသိတာတယ်ကျွန်တော်ထင်ဒီလောက်ရှိတ်ကကင်မရာထဲမှာလည်းပေါ်မှာမထင်ဘူးဒါပေမဲ့ screen ဖွင့်လိုက်တဲ့အချိန်ကျရင်တော့အလေကအဆက်ရကလုံးဝပျောက်သွားတော့ပဲပေါ့နော်ပါဝါလေးဖိကြည့်တယ် AI kit လည်းပါတယ်ပေါ့နော် Oppo AI pan kit ဆိုတာလေးပါတယ်ကာဗာလေးနဲ့ပန်လေးနဲ့ပေါ့နော်သူက Samsung ကသူအရင်ဆုံးစလုပ်ခဲ့တဲ့ဟာတွေကိုသူဘာကြောင့်ဆက်မလုပ်လဲတော့မသိဘူး Oppo ကအဲ့ဒါတွေကိုပို့ပြီးတော့မှအကောင့်အောင် develop လုပ်လိုက်တယ်ဒီမှာပေါ့နော်ဒီလိုပန်လေးနဲ့ပါတယ် AI ပန်လေးဒီကောင်ကair command တွေပါလေရတယ်လို့ online မှာတွေ့ထားတယ်ကိုယ်တိုင်တော့သိချာမဆန်းဘူးသေးဘူး Samsung ကဒီ S Pen တွေမှာ air command ကိုဖြုတ်လိုက်တယ်ဒီအဝေးက selfie လိုင်းရိုက်တာတို့ camera လိုင်းရိုက်တာတို့ဘာလို့လုပ်လို့မရတော့ဘူးဒါပေမဲ့ Oppo က air command ပန်ပေါ့နော် air pen နဲ့ဒီ cover ကိုသူ pre-order လုပ်တဲ့လူတွေကိုသူလက်ဆောင်ပေးတယ်ပေါ့နော်ကျွန်တော်ထင်ဒီကောင်ကဒီတိုင်းဝယ်မယ်ဆိုရင်တော့2သိန်းဝန်းကျင်3သိန်းဝန်းကျင်လောက်ရှိလိမ့်မယ်ပြီးသွားပြီဆိုရင်ဒီလို 80W VOC charger တစ်ခုလည်းလက်ဆောင်ပါတယ်ပြီးတော့ဒီမှာဖွင့်ပြမယ်နော်အခုန activate လုပ်ထားပြီးတော့ဒီ screen ဖွင့်လိုက်တဲ့အချိန်ဆိုရင်လည်းဒီလိုစောင်းပြီးကြည့်ရင်တော့ရေးရေးလေးပေါ့နော်ရေးရေးလေးအရာလေးထင်တယ်ဒါပေမဲ့ဒီလိုမျိုးကြည့်တယ်ပေါ့နော်ကိုတကယ်သုံးတဲ့အချိန်မှာဒီအစိမ်းကြောင်းကြီးဒီအလဲကခောက်ရာကြီးထင်နေလားဆိုပြီးတော့မမြင်မြင်အောင်လိုက်မကြည့်နေဘူးဆိုရင်တော့လုံးဝအလဲခောက်ရာမထင်တော့ဘူးသူတို့ကတော့ marketing plan အရ0ဘာညာဆိုပြီးတော့မှလုပ်တာတကယ်တော့0တော့မဟုတ်နေဘူးဒါပေမဲ့အရင်ထက်ဆိုင်ရင်အရန်ကိုမမြင်ရတော့တဲ့အထိဖြစ်သွားတယ်အလဲကွဲကြောက်တာတော်တော်တိုးတက်တယ်ဒီအခောက်ရာဆိုလဲသူ6000လား6သိန်းလားမသိဘူးအဲ့လိုမျိုးအချိန်ကြီးလုပ်လို့ရတယ်ဆိုပြီးသူတို့ကြေညာထားတယ်ပြီးတော့ဖုန်းတန်တဲတဲ့ဘာညာတရကအကုန်ကာကွယ်ရေးဆိုလဲခံတယ် CPU ကလည်း Snapdragon 8 Gen 5နောက်ဆုံး RAM လည်း 16GB ကင်မရာလည်းနေရာမဲ့ဖြစ်သွားပြီဒီအတွင်း selfie ရောအပြင် selfie ရောနှစ်ခုလုံးကလည်း20မဲ့ဖြစ်သွားပြီပေါ့နော်ဒီကောင်ကင်မရာလည်းအကုန်လုံး update လုပ်ပြီးသွားပြီလက်ရှိခောက်ဖုန်းထဲမှာကိုကငွေနိုင်တယ်ဆိုရင်လက်မကြည့်နဲ့တော့ဒီကောင်ထက်ကောင်းတဲ့ဖုန်းမရှိဘူးကျွန်တော် Oppo က sponsor တွေပဲ
တော့ပေးတဲ့နေပြီเนาะ Oppo Find X9 တော့ကလည်းကျွန်တော်တင်လိုက်တဲ့ဗီဒီယိုလေးတော်တော်ပေါက်သွားတယ်အစတာပါเนาะကျွန်တော်ကစပွန်ဆာတစ်ခုအတွက်ကျွန်တော်စိတ်ထဲမှာပါတဲ့ဟာတွေကိုရှောက်ပြောနေမဲ့လူမဟုတ်တကယ်ကိုယ့်ရဲ့ experience ကတကယ်ကောင်းလို့ဒီဖုန်းကို fee ဖြစ်လို့ပြောတာပါ Find X9 တော့ကပြောခဲ့သလိုပဲကျွန်တော်တို့အရင်တော့ Oppo ဆိုတာစော်ကြိုက်ဖုန်းပဲဒီ color OS ဆိုလည်း upgrade လုပ်လာနိုင်တယ်လို့ဒီ hardware ဘိုင်းတွေမှာလည်းလုံးဝ upgrade လုပ်လာနိုင်တယ်ဒါတကယ် appreciate လုပ်ဖို့ကောင်းတယ်ပြီးသွားပြီဆိုရင်သူ့ထဲမှာ free ပေးတဲ့ cover ကတော့မှလေ carbon fiber ဖြစ်သွားပြီဒီဘူးထဲမှာပါတဲ့ cover carbon fiber တော့နောက်ဒီပေါက်ဒီလုပ်လို့မရဘူးဒီ carbon fiber cover တစ်ခုကဒီလို Ambrand တစ်ခုဝယ်မယ်ဆိုရင်တော့မြန်မာငွေ2သိန်းနီးပါးလောက်ကျတာကို box ထဲမှာပဲ free ထည့်ပေးတယ်ဆိုတော့ဒါတော်တော်လေးစေတနာပါတယ်လို့ခံစားရတယ်เนาะ carbon fiber ဒါ max safe တော့မပါဘူး okay ဒါကတော့ unboxing video ပါထပ်ပြီးတော့မှ first impression တွေဘာတွေညာတွေလုပ်ပြီးဖို့တော့အများနဲ့စိတ်ကူးရတဲ့အတိုင်းပဲဘယ်တော့မှတစ်ခါမှသုံးနေနေထပ်မလုပ်ဖြစ်ဘူးပေါ့နော်ဒီကောင်ကတော့ထပ်လုပ်ပြီးဖြစ်မလားတော့မပြောတတ်ဘူးအဲ့တော့ဒီချိန်ကခေါက်ဖုန်းတွေကင်မယ်ဆိုရင်လူတယောက်ကလုံးဝကင်လို့ရတယ်ဘာကြောင့်လဲဆိုတော့18 second ကလည်းဖုန်းတစ်လုံးလိုပဲအကြီးဖြစ်တယ်ပြီးတော့ battery ကတော်ရုံတိုင်ုံဖုန်းတွေထပ်ပို့ခံတယ်ထောက်ထားတဲ့အချိန်မှာဆိုလည်းလုံးဝပပလေးပဲဒီလိုမျိုးဖွင့်ပြီးသုံးနေဆိုရင်စာဖတ်မလားဂိမ်းဆော့မလား tablet လို့တော်ရုံစင်းစရာတွေကျွန်တော်တို့ဆိုရင်စင်းစရာတွေကြီးရတာဖြစ်တဲ့အတွက်အရန်အဆင်ပြေတယ်ကွန်ပျူတာမကင်မဲနဲ့ okay အဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့မယ်ကျွန်တော်တို့စောစောတိုင်းမှာစောစော mobile ရဲ့ founder ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်